ကန်ကောင်းကနေပြီးတော့မဲစစ်ထွက်ပါတယ်ခုထဲမှာကအောင်စပူလည်းပါတယ်စိတ်မူလည်းပါတယ်လာပူပူရုပ်တွေကတော့စုံပဲပေါ့နော်သူက1200ပေးရတယ်6ဘူးပါတယ်အထဲမှာဘာတွေပါမလဲဆိုတာထောက်ကြည့်လိုက်မယ်နော်ဘူးလေးတွေကတော့ဘူးလေးတွေကတော့နည်းနည်းကြီးတယ်သူကတော့ထုံးစံတိုင်းပေါ့သူကတမုံမြဖန်စီအယုံမျိုးစုံနှစ်အခောက်ရွှေစစ်စစ်ရွှေတုံးဆွဲကျိုးများပါဝင်ပါသည်တဲ့သူကတော့ဘူးတိုင်းတော့အဲ့လိုရေးထားတာပဲဒါပေမဲ့ဟိုတစ်ခါတော့က9000နန်းလား9000နန်းလားမသိအဲ့ဒီမှာတော့အယုတ်ကားလေးတစ်ခုပဲပါတယ်ဗောနော်အခုဒါပထမဆုံးဘူးလေးကိုစမ်းပြီးတော့ဖောက်ကြည့်လိုက်မယ်သူ့ထဲမှာ6ဘူးပါတယ်ပထမဆုံးဘူးလေးကိုဖောက်ကြည့်လိုက်တဲ့အခါမှာဒါလေးထွက်လာမယ်ဆိုတော့ဟောချစ်စရာကောင်းတဲ့အချိန်လေးပါချစ်စရာအရန်ကောင်းပါတယ်အယုတ်ကလေးဒါလေးတော့တော်တော်ကြိုက်သွားပြီချစ်စရာလေးရော့ကြိုက်လားမိမိကြိုက်ဟမ်ရော့ဒီကစောတာလေးနဲ့စောပထမဆုံးတစ်ဘူးလေးကိုတော့ကြိုက်သွားပြီပေါ့နော်နောက်တစ်ဘူးကိုဖောက်ပြပါမယ်ရှင်နောက်တစ်ဘူးကိုဖောက်ပြဟဲ့မိုက်ရတော့ပတ်စံလေးပါတယ်ဒါလေးကတော်တော်မိုက်တာပဲမလေးဒီလိုမျိုးလက်ပတ်ဆွဲကြိုးလေးပါတယ်ပြင်ဒီမှာပတ်စံက1000 2000 3000ပါတယ်ပတ်စံ3000လည်းပါတယ်မစိုးတော့နှစ်ဘူးပေါက်တာအခုနှစ်ဘူးလုံးကတော့မစိုးဘူးလို့ပြောရမယ်ဒီလက်ပတ်ကွင်းလေးကလည်းမစိုးဘူးချစ်စရာလေးပတ်စံ3000ရှိပြီနော်အဲဆိုရင်တတိယဘူးလေးကိုဖောက်ကြည့်လိုက်ပါမယ်ရှင်ဟောတတိယဘူးလေးထဲမှာလည်းချစ်စရာလေးပဲမရှိကီချင်းလေးခုနကတော့အဝါရောင်လေးအခုကကြတော့ဟိုကခရမ်းရောင်လေးပေါ့နော်ခရမ်းရောင်လေးဒီမှာကြည့်ဒီမှာအဝါရောင်လေးရယ်ခရမ်းရောင်လေးရယ်နှစ်ခုရသွားပြီဟောကလေးလေးကတောင်းနေတယ်ရှင်ရော့တော့ယူသွားတော့သွား3ဘူးဖောက်ပြီးပြီ3ဘူးတော့မဆိုးဘူးပေါ့နော်အဲ့တော့နောက်ထပ်4ဘူးမြောက်လေးကိုဖောက်ကြည့်လိုက်မယ်4ဘူးမြောက်လေးကိုဖောက်ကြည့်လိုက်တဲ့အခါမှာဘာလေးထွက်လာမလဲဆိုတော့ဟောဒီဟာလေးပါပဲရှင်ဒါလေးလည်းချစ်စရာလေးကောင်းပါတယ်ဒါလေးလည်းချစ်စရာလေးပါခုနဟာလေးနဲ့ဒါလေးနဲ့တော်တော်လှရဲရှင်ဒါလေးတွေကကလေးလေးတွေကိုလည်းလက်ဆောင်ပြန်ပေးလို့ကောင်းတယ်ပေါ့နော်ချစ်စရာလေးတွေဒီအပြင်နေပါသွားရင်လည်းပတ်လို့လှရဲပေါ့နော်ဒီမှာချစ်စရာလေးဒါလေးကကြအပြာရောင်များတယ်ဒါလေးကကြတော့ပန်းရောင်လေးတွေအနီရောင်လေးတွေများတယ်ချစ်စရာလေးနော်ရော့အခုဆိုရင်တော့နှစ်ဘူးပဲကျန်တော့တယ်ပေါ့နော်အဲဒီနှစ်ဘူးကဘာလေးတွေပါမလဲဆိုတော့ထောက်ကြည့်လိုက်ပါမယ်နှစ်ဘူးဒီဟာလေးကလည်းအချင်းလေးပဲဖြစ်နေရတယ်ကြည့်ရတာတော့လေဒါလေးကလည်းဘယ်လိုလဲမသိဖောက်ကြည့်နဲ့ဖောက်ကြည့်လိုက်မယ်နော်ဟောဒါလေးကဘာလေးတော့ဆွဲကြိုးလေးလားရှိတော့ချစ်စရာလေးပဲဆွဲကြိုးလေးဒါကြီးကဒီစိတ်တော့ဝစ်ထားတော့မရှိဘူးပေါ့နော်တိတ်တော့မကြိုက်ဘူးခုနကလေးလေးဖြတ်သွားလို့ပါဒီမှာဆွဲကြိုးလေးကစိတ်တော့မကြိုက်ဘူးပေါ့နော်ဒါပေမဲ့မဆိုးပါဘူးသူများကိုပေးလို့ရတယ်ပေါ့နောက်ဆုံးတစ်ဘူးဖောက်လိုက်မယ်ပေါ့နော်နောက်ဆုံးတစ်ဘူးမှာဘာလေးပါမလဲဆိုတော့ကီချင်းလေးလိုနည်းနည်းလေးပဲပုံစံလေးကီချင်းလေးတော့မသိပါဘူးဟုတ်ပါတယ်ကီချင်းလေးပါဒါဘာလဲကလေးတွေဘာလဲသူ့နာမည်ရှိပါတယ်နာမည်လေးတော့မသိတော့ဒါကလေးလေးတွေကြိုက်ပေါ့နော်ကီချင်းနဲ့ချစ်စရာလေးကီချင်းလေးရပါတယ်ဒီကဒါလေးရယ်ဆွဲကြိုးလေးရယ်ပြီးတော့ပတ်စံက3000ရယ်ပြီးတော့လက်ပတ်လေးနောက်တစ်ခုရောဒါလေးရယ်ပတ်စံ3000ရပါတယ်ဒါကို12000ဆိုတော့တန်လားမတန်လားဆိုတာ comment လေးမှန်ခဲ့ပေးကြပါဦးနော်